ပြီတခါကကိုအပ်စိန်ဆိုတဲ့လူတစ်ယောက်ရှိတယ်သူကသူ့မိန်းမကိုစိတ်ပြတ်တဲ့အကြောင်းအလွန်ပြောလေးရှိတယ်စိတ်ပြတ်တယ်ဗျာကြာပေါင်းကြီးမှအသိဉာဏ်နဲ့မှသိရတယ်အတူနေခြင်းစိတ်ကိုမရှိတော့ဘူးဟုတ်လားတကယ်ပါဗျာပြီးခဲ့တဲ့လဆိုတယောက်ထဲထွက်သွားဖို့တောင်စိတ်ကူးမိတယ်ခမအိမ်အောင်တက်တန်းဘယ်လောက်ရှိပြီလဲ10နှစ်စိတ်ပြတ်တာလဲကြာပြီဗျ9နှစ်နဲ့6လရှိပြီရပြီ6လလောက်ကလေးကစိတ်ပြတ်တာလို့ပြောတယ်ဒီတော့ခမကျွန်တော်ကိုမမိသေးပါဘူးဗျာခမကလူပြိုကြီးမဟုတ်ဘူးလားဟုတ်တယ်လေဆေးသက်ပြီးတာနဲ့စိတ်ပြတ်လို့ဆေးသက်တာဖြတ်သိမ်းခဲ့တာ15နှစ်ရှိပြီလို့ပြောလိုက်တဲ့ပုံမြင်လေးကတော့ဒါပါပဲကွယ်